သူတော်စင်ပေါင်းတို့ခင်ဗျာဒီကနေ့ကျွန်တော်ဗမာပြည်မှာလည်းအမြင်ပြောပါတယ်ကျွန်တော်တို့ရဲ့တာဝန်တွေလင်ဟင်းမှုတွေကြောင့်ဒီကနေ့ဖြစ်နေတာအမှန်တော့ဒီစကားကကျွန်တော်ပြောတယ်ဆိုရင်သိမမှန်ဘူးဟိုအိန္ဒိယနိုင်ငံကမူဖက်ကီရ်အစ္စလာမ် Hazrat Maulana Sayyid Abul Hasan Ali Nadwi Rahmatullah alayhi ပြောတယ်ဆိုရင်ပိုးမှန်မယ်ဘာဘရိရှ်ပလီကြီးကိုဟိန္ဒူအမျိုးသားတွေကဝိုင်းပြီးဖြိုဖျက်ကြတဲ့အခါကျတော့သူကတရားဟောပွဲတစ်ခုကျင်းပါတယ်အဲ့ဒီတရားဟောပွဲမှာမွတ်စလင်တွေကိုဘာပြောလဲဆိုငါတို့တွေရဲ့တာဝန်လစ်ဟင်းမှုကြောင့်ဒီကနေ့ဒီကိစ္စမျိုးပေါ်လာတာဒီကိစ္စပလီဖြတ်တဲ့ကိစ္စအတိကတရခံတို့ပဲအဲ့ခရတို့ပြောမယ်တရခံငါတို့ဘယ်လိုဖြစ်သွားတာလဲHazrat Maulana Sayyid Abul Hasan Ali Nadwi Rahmatullah alayhi ကဖြစ်ရကလေးတစ်ခုနဲ့ကျွန်တော်တို့ကိုမိမောင်းထိုးပြတယ်ကျွန်တော်တရက်မှာတဲ့တရက်ကျွန်တော်ဟာဒိုယီဆိုတဲ့နေရာကနေလက်ခဏောသူကလက်ခဏောကိုယထာစီးပြီးလာနေတယ်အဲ့ဒီယထာပေါ်မှာတဘလစ်ဂျမာတ်အုပ်စုတစုလဲပါလာတယ်အဲ့ဒီတဘလစ်ကလည်းမာရှာအလ္လာနမတ်ကိုလေးစားတော့ယထာသွားနေတဲ့ယထာပေါ်မှာပဲထရပ်ပြီးနမတ်ဝတ်ပြုတယ်ဝတ်ပြုတဲ့အခါကျတော့နမတ်မှာတကဘီရာတ်အင်တကာလီယာရှိတယ်အလ္လာဟူအက်ဘာရကူဒိုင်အလ္လာဟူအက်ဘာဆယီဒါဒိုင်အလ္လာဟူအက်ဘာဒီအလ္လာဟူအက်ဘာထပ်ပြန်တလဲလဲနမတ်ဝတ်ပြုစဉ်စိုးနေတဲ့အခါကျတော့မော်လာနာဆယီဒ်အဘူလ်ဟဆန်အလီနဒဝီရာဟမတ်တူလာလည်းဒီတွဲထဲမှာပါတယ်အဲ့တော့ပညာတတ်ဟိန္ဒူအမျိုးသားတယောက်ကမော်လာနာအဘူလ်ဟဆန်အလီနဒဝီရာဟမတ်တူလာလည်းကိုမေးတယ်ခင်ဗျားတို့ဒီလူတွေဟာတဲ့ဒီလိုကုန်းလိုက်ကြွလိုက်နဲ့အကဘာရှင်မယင်ကိုဘာခေါ်နေတာလဲအကဘာရှင်မယင်ကိုခဏခဏတနေပါလားအလ္လာဟူအက်ဘာဆိုတာကိုကျွန်တော်တို့ကအလ္လာဟ်ရှင်မြတ်တကယ်အကြီးအကျယ်ဆုံးဖြစ်တော်မူတယ်လို့ပြောတာဒါပေမဲ့ကြားတဲ့လူကဘာကြားလဲဆိုအလ္လာဟူအက်ဘာကိုပဲကြားပြီးဘာပြောတယ်လဲဆိုရင်ခမည်းတော်လူတွေကအက်ဘာရှင်မယင်ကိုဘာဖြစ်လို့ခဏခဏတာနေရတာလဲဆိုတော့မော်လာနာဆယီဒ်အဘူလ်ဟဆန်အလီနဒဝီရာဟမတ်တူလာအလိုင်ကကျွန်တော်တို့ရဲ့အားနည်းချက်တွေပဲတဲ့ကျွန်တော်တို့ဒီအမျိုးသားတွေကိုအလ္လာဟ်နဲ့ပတ်သက်ပြီးမိတ်ဆက်ပေးခဲ့တာမရှိဘူးဒီအမျိုးသားတွေကိုအဇာနဲ့ပတ်သက်ပြီးမိတ်ဆက်ပေးခဲ့တာမရှိဘူးဒီအမျိုးသားတွေကိုကုရ်အာန်ရဲ့အဆုံးအမတွေအနှစ်သာရတွေကိုသူတို့ကိုကျွန်တော်တို့မျှဝေခံစားတာမရှိခဲ့ဘူးဒါကြောင့်ဒီအဖြစ်မျိုးကြုံရတာလို့မော်လာနာဆယီဒ်အဘူလ်ဟဆန်အလီနဒဝီရာဟမတ်တူလာအလိုင်ကအမိန့်ရှိတော့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေလဲသူကထိုးအလားတူပဲဖြစ်နေတော့အော်ငါတို့လည်းပဲဒီကိစ္စမျိုးတွေမှာတော်တော်ကြီးတို့လင်းဟင်းခဲ့တာပဲဆိုတာကိုသွားပေါ်တယ်ကျွန်တော်တို့လင်းဟင်းခဲ့တယ်ဟုတ်အရင်တုန်းကကျွန်တော်တို့ကစီးပွားလဲရှာမယ်ဒီအမျိုးသားတွေကိုအစ္စလာမ်ရဲ့အနှစ်သာရတွေကိုလည်းမျှဝေခံစားစေမယ်ဆိုရင်ဒီကနေ့အင်ရှာအလ္လာကျွန်တော်တို့ရဲ့အဖြစ်ဆိုးဒီလိုကြုံရမှာမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်တယ်သူတော်စင်ပေါင်းတို့ခင်ဗျာကျွန်တော်လွန်ခဲ့တဲ့4 လဒီအဖြစ်တွေမဖြစ်ခင်ကလည်းပဲအိုးရောင်နက်ပလီမှာဗယံတစ်ခုကျွန်တော်လုပ်ခွင့်ရတော့ကျွန်တော်အဲ့ဒီမှာလည်းပြောခဲ့တယ်အိုးကျွလျာပလီမှာကျွန်တော်တို့လက်ရှိဟာဂျီဂျမားဆိုတာရှိတယ်အဲ့ဒီကဥက္ကဋ္ဌမရကျွန်တော်ရက်ဆွဲတော့မမိတော့ဘူးသူသမီးလေးနေကမှလည်းကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့မွတ်စလင်နေချမ်းအထူးသဖြင့်ချမ်းသာကြွယ်ဝတဲ့မွတ်စလင်နေအဲ့ဒီမွတ်စလင်တွေဒီမိမိပိုင်တဲ့ပစ္စည်းတွေကအပုံ40ပုံတစ်စုံတစ်ပုံရမ်ဇန်လမြတ်တိုင်းမှာရွှေပြည်သာလှိုင်သာယာငါးစုတောင်လှဲကူလက်လမ်းမီယာနေရာတွေကိုသွားပြီးပေးတာရှိတယ်ကျွန်တော်အမြဲတမ်းလဲတိုက်တွန်းနေစောဩတယ်ရန်ကုန်မြို့ဆိုတီပလီကြီးမှာတစ်နှစ်တစ်ခါဇကတ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကျွန်တော်ဟောပြောလေးရှိတယ်အဲ့ဒီမှာကျွန်တော်အမြဲတမ်းစောဩတယ်မွတ်စလင်တို့ခင်ဗျားတို့ဇကတ်ပေးတဲ့နေရာမှာဘာသာဝင်တွေကိုပေးပြီးရင်ဘာသာကြားတွေကိုလည်းပဲလစ်လာအနေနဲ့တစ်ဖက်ကိုဆန်တည်င်းပေးရင်တစ်ဖက်က
ကိုစံတပြီလောက်တော့ပေးခဲ့ပါအဲ့ဒါကျွန်တော်ပြောခဲ့တယ်ကျွလျာပလီမှာကျွန်တော်ပြောတာ PTU Foundation ဆိုကြားဘူးလားခင်ဗျာကြားဘူးပါတယ်ရဲတိုက် Foundation ဆိုတာရှိတယ်ရွှေပါရမီတော်ရအရှင်စန္ဒာတိကရဲ့ Foundation နဲ့ရန်ကုန်မြို့မှာရှိတယ် Muslim Foundation no ဘာမှမရှိဘူး Muslim Foundation ဘာမှမရှိဘူးအဲ့ဒီ Foundation မလို့ဘူးလားကျွန်တော်တို့ဆုံးရှုံးသွားတဲ့ငြိမ်းချမ်းမှုတွေကျွန်တော်တို့ရဲ့ izzat ကျွန်တော်တို့ကဘယ်နိုင်ငံကျွန်တော်ပြောပွဲမှာမွေးတယ်ကျွန်တော်အဖေလဲဗမာအမေလဲဗမာအဖိုးလဲဗမာထိုးခွင်းနဲ့ပေါင်မှာထိုးခွင်းနဲ့နားဖောက်ထားတယ်မင်းမှုတန်းနေကျွန်တော်တို့ကိုယ်တိုင်ဒီအဝိစာလိုအပ်လုံးတော့ဝစ်ထားတာအမတ်တင်ကေတအနေနဲ့ဝစ်ထားတာချင်းလုံးလုံးမဟုတ်တင်ကေတအနေနဲ့ဝစ်ထားတာကျွန်တော်တို့နိုင်ငံမှာဒါမဝစ်ဘူးဆိုကျွန်တော်ကုဖရဖတ်ဝါပေးနိုင်တယ်မဝစ်ဘူးဆိုရင်ဘာဖြစ်သွားတာလဲဒီဘိုင်ဘယ်လိုဖြစ်သွားတာလဲဒါကशेख सादी का हमें शिरे दर अमल कोश हर चिखाही पोश मैं अमल बे कौन लोटे चाइटा वे लो यार डे मैं अमल कौम से चाइटे अवे को वे अमल कौम में डे मैं जनरो नंगा मा आलिम सरो डीटाई में वे चाया रे और वे थारा तकेरो जनो बमा सिसिपा इंडिया नंगा लारे कलामोဒါပေမဲ့အစ္စလာမ်တခုတည်းဟိုသောအကြောင်းကံနဲ့ကျွန်တော်ကလားဘဝရောက်သွားတယ်အဲ့ဒါပြန်ကြည့်လိုက်လို့ရှင်ကျွန်တော်တို့အားလုံးကဘုံပြောက်နေတဲ့လူတွေပဲမလေးရှားနိုင်ငံမှာလည်းခင်ဗျားကို IC ပေးဖို့မရှိဘူးအိန္ဒိယသွားရင်လည်းမင်းကဗမာကလားမမဟုတ်တာပြောခံရအောင်မှာပါကစ္စတန်သွားရင်လည်းပြောအောင်မှာမင်းကဗမာဘယ်ကလားတို့ကလားပြောခိုင်းအောင်15 မိနစ်ဆိုရင်တော့ပါတော့တဲ့တချို့ပုဂ္ဂိုလ်တွေကဝေးရလာတော့မနက်ကမွတ်စလင်တယောက်ကကျွန်တော်လာနှုတ်ဆက်တယ်ကျွန်တော်ဝေးရလာတာဆရာတဲ့9 နာရီကားစီးပြီးလာတာငိုးနေတာသူငိုတော့ကျွန်တော်လည်းမနေနိုင်ဘူးကျွန်တော်လည်းမျက်ရည်ကျလာတယ်။အော်ဒါတယောက်နဲ့တယောက်မွတ်စလင်တွေချစ်ကြတာပဲ။အဲ့တော့ကျွန်တော်တို့ဘဝကတော်တော်ကန်ဆိုးတဲ့ဘဝရောက်သွားပြီ။ဗမာလည်းမဟုတ်ကလားလည်းမဟုတ်ဘာကြီးလဲတာ။ကျွန်တော်တို့ဗမာလည်းမဟုတ်ဘူး။ဟိုကလားလည်းမဟုတ်ဘုံပြောက်နေတယ်ကျွန်တော်တို့။အင်ရှာအလ္လာဟ်တာလာဘုံလည်းကျွန်တော်တို့မလိုချင်ပါဘူး။ငြိမ်းချမ်းသာယာမှုတော့လိုချင်တယ်ကျွန်တော်တို့တမရလည်းမလုပ်ဘူးဝင်ကြီးချုပ်လည်းအိမ်မက်မမက်ဘူးဘာမှစစ်တပ်ထဲလည်းဝင်ဖို့မရှိဘူးကျွန်တော်တို့ဒီဘာသာတရားကိုလေးလေးစားစားစောင့်တည်ရင်းနဲ့မြန်မာနိုင်ငံမှာကျွန်တော်တို့သားတွေသမီးတွေနဲ့မြန်မာနိုင်ငံရဲ့အုတ်တချက်သဲတပွင့်ဖြစ်နေမြန်မာနိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဖို့တော့လုပ်ချင်တာအမှန်ပဲမြန်မာနိုင်ငံမှာရှိတဲ့တယံဇာတတွေအဲ့ဒါတွေကိုဖွံ့ဖြိုးအောင်လုပ်ချင်တယ်အဲ့ကြီးကျယ်ပြောတဲ့စကားတော့မဟုတ်ပါဘူးဒါပေမဲ့လုပ်ချင်တဲ့စိတ်ဓာတ်ကိုပြောတာလူကြီးမလုပ်ချင်ဘူးဝင်ကြီးမလုပ်ချင်ဘူးတမရလည်းအိမ်မက်မမက်ဘူးတစိတ်တည်းတာအုတ်တချက်သေးတပွင့်အနေနဲ့တော့တိုင်းပြည်ကြီးဖွံ့ဖြိုးတိုးတက်ရာမှာကျွန်တော်တို့ပံ့ပိုးကူညီခြင်းနဲ့